ရန်ရဲ့အိမ်မှာနေရတာပြင်းနေပြီဆိုလို့ရှိရင်တော့ပဲခူးမြို့ရှောင်းလန်းက Golden Paradise ဆိုတဲ့အသစ်ဖွင့်ထားတယ်ပေါ့နော်အပန်းဖြေစကန်မှာတွားရောက်ပြီးတော့စော်ကစားလို့ရနေပါပြီအဲ့ဒီမှာကဒီတကြံရေကစားလို့ရတဲ့အပြင်အပန်းလဲဖြေလို့ရပါတယ်ဒီ Golden Paradise ဆိုတာကဒီဖွင့်ထားတာတော့သိမကြသေးဘူးဒီပဲခူးမြို့ရှောင်းလန်းမှာပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်နေရာလေးကိုတစ်ခါတည်းညွှန်ပြပေးပါမယ်တွားရတာလည်းအရင်မဝေးဘူးလို့ထင်တယ်ပေါ့နော်နီးတဲ့လူတွေကတော့မဝေးဘူးပေါ့နော်နည်းနည်းဝေးလှမ်းတဲ့လူတွေကတော့ဝေးတယ်လို့ထင်ပါပေါ့နော်ဒီနေရာလေးကတော့အလုံးတွေ့ရတဲ့အတိုင်း Golden Paradise ပဲဖြစ်ပါတယ်အပန်းဖြေစကန်လေးစောက်ထားတာလည်းတော်တော်လေးလှပတယ်လို့ဒီရေကစားတဲ့နေရာကလည်းတော်တော်လေးမိုက်ပါတယ်တွားရောက်လေဘက်ကြည့်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်နော်ညွှန်ပေးချင်ပါတယ်ခင်ဗျာတွေ့ရတဲ့အတိုင်းဒီဘန်ဂလိုခန်းလေးတွေကလည်းတော်တော်လှတယ်ရေကန်လေးတွေနဲ့ဘန်ဂလိုခန်းလေးတွေနဲ့တော်တော်လေးလှတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီရေကစားတဲ့နေရာကိုကျွန်တော်ခေါ်သွားပြပါမယ်တစ်ချက်လောက်လိုက်ပြီးတော့ကြည့်ပေးပါအောင်နော်အခုတွေ့မြင်နေရတာကတော့ဒါရေကန်လေးတွေနဲ့ဒါကိုအနာယူအပန်းဖြေလို့ရတဲ့ဘန်ဂလိုလေးပေါ့နော်အခုဆိုလို့ရှိရင်တော့ကျွန်တော်အထဲတွေကိုခေါ်သွားပြပါမယ်တစ်ချက်လောက်လိုက်ကြည့်ကြပါအောင်နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အားလုံးပဲဒီသွားပြီးတော့ level ချင်တဲ့သူတွေအပန်းဖြည့်ချင်တဲ့သူတွေပေါ့နော်တကြံရက်မှာမိသားစုနဲ့အေးအေးဆေးသွားပြီးတော့နားယူချင်တဲ့သူတွေအတွက်သွားချင်လို့ရှိရင်သွားလို့ရအောင်လို့ပေါ့နော်ကျွန်တော်နေရာလေးကိုညွှန်ပေးချင်ပါတယ်နေရာလေးကတော့ဒီပဲခူးမြို့ရှောင်းလန်းပေါ့နော်မြို့ရှောင်းလန်းမှာဘေးမှာတည်ရှိပါတယ်နေရာအတိအကျလေးကိုညွှန်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီစင်ဖြူကွင်းပေါ့နော်စင်ဖြူကွင်းဘေးကလမ်းမှာပြီးလို့ရှိရင်ဒီအသစ်ဖောက်ထားတဲ့32မိုင်အမြန်လမ်းမပေါ်ပေါ့နော်အဲ့ဒီအမြန်လမ်းမပေါ်ကနေပြီးတော့မှနည်းနည်းမောင်းပေါ့ဗျာနည်းနည်းမောင်းပြီးပြီဆိုလို့ရှိရင်ကန်တော်မင်္ဂလာလမ်းပေါ့နော်ကန်တော်မင်္ဂလာလမ်းကနေပြီးတော့မှနည်းနည်းလေးချိုးဝင်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့သွားကျင်နေတဲ့ဒီနေရာကိုပေါ့နော်ရောက်ရှိပြီပဲဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ဒီထဲကိုဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝင်ကြီးလေးကိုလည်းကျွန်တော်တခါတည်း sharing လုပ်ပေးခြင်းတယ်ပေါ့နော်ဝင်ကြီးလေးကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပုံမှန်ရက်ဒီမှာဆိုရင်လူကြီးကတော့1000ခလေးဆိုလို့ရှိရင်9000ပေါ့နော်ဒါကတော့ဒီဝင်တဲ့ဝင်ဖို့ပုံမှန်ရက်ဒီမှာသတ်မှတ်ထားတဲ့ဝင်ကြီးပေါ့နော်အခုလိုမျိုးတကြံရက်ဒီမှာဆိုလို့ရှိရင်တော့ခလေးအနေနဲ့ဆိုလို့ရှိရင်တယောက်ကို8000လူကြီးတယောက်ဆိုလို့ရှိရင်1300ပေါ့နော်ဒါတကြံရက်မှာဆိုလို့ရှိရင်တော့ဈေးနည်းနည်းလေးပို့ပြီးတော့တင်ထားတာကိုတွေ့ရပါတယ်ဒါပေမဲ့လည်းဒီတကြံရက်ဆိုတော့ဒါသူတို့တင်ထားတာကိုအားလုံးပဲနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်ပုံမှန်ရက်ဆိုလို့ရှိရင်တော့အဲ့လောက်မရှိဘူးပေါ့နော်နောက်တစ်ခုကတော့အစားအသောက်ပေါ့နော်အစားအသောက်ကတော့အဲ့ဒီဝင်းထဲမှာဆိုလို့ရှိရင်အရန်ဈေးကြီးတယ်လို့ကြားရပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီပုံမှန်အပြင်မှာဘီယာတဘူးကိုဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်3000ထားပါတော့အထဲမှာဆိုလို့ရှိရင်9000 6000လောက်ရှိတယ်ဆက်လက်တဘူးဆိုလို့ရှိရင်အပြင်မှာဥပမာအနေနဲ့3000ဆိုလို့ရှိရင်လည်းအထဲမှာ6000 9000 8000လောက်ရှိတယ်လို့ပြောတဲ့ကြားရပါတယ်ဆိုတော့ကိုတိုင်းတော့အဝယ်သုံးကြီးမှတည်မှာပေါ့နော်အစားအသောက်ကတော့အထဲမှာဈေးတော်တော်ကြီးတယ်လို့ကြားသိရပါတယ်ဒါကြောင့်မလို့ကိုယ့်ဘက်ကိုသွားမယ်ဆိုလို့ရှိရင်ဝယ်ခြင်းလဲဝယ်သွားပေါ့နော်မဝယ်ခြင်းဘူးအထဲမှာကိုယ့်ဘက်ကိုပတ်စံပေါ်လို့သုံးနေတယ်ဆိုလို့ရှိရင်လည်းသဘောပါပဲအစားအသောက်ကတော့ဈေးတော်တော်ကြီးတယ်လို့ကြားရပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရနော်ကျွန်တော်တို့ရဲ့ဒီမြန်မာနှစ်သစ်ကူပွဲတော်ကြီးမှာလဲပေါ့နော်တကြံရည်နဲ့အတာရည်နဲ့အားလုံးပဲအညစ်အကြေးတွေအားလုံးကိုတက်ဆင်စီးကြောနိုင်ပြီးတော့ဘေးစိုးကတ်ဆိုးတွေမှာလည်းအမြန်ဆုံးကြော်လွှားနိုင်ကြပါစေဘေးစိုးကတ်ဆိုးတွေမှာလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကဲဒါဆိုရင်တော့နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်